နေ့အမေရိကန်နိုင်ငံရဲ့မြို့တစ်မြို့မှာမူအေးလေးကြာနေတဲ့အချိန်လမ်းပေါ်မှာလူအစုဝေးတစုတိတ်တဆိတ်လမ်းလျှောက်နေကြပါတယ်။သူတို့ရဲ့လှူရှာမှုကို Walk for Peace လို့ခေါ်ကြပြီးလက်ရှိအချိန်မှာတကယ်ဖြစ်ပေါ်နေတဲ့ငြိမ်းချမ်းရေးလှူရှာမှုတစ်ခုပါ။လက်ထဲမှာထင်ရှားတဲ့နိုင်ငံရေးအမှတ်အသားတွေမရှိပါဘူး။အစားထိုးထားတာကတော့ Choose Compassion, Stop the Hate, Peace for All ဆိုတဲ့စာသားလေးတွေပါ။မူရီဆိုနေတော့တဲ့လူတွေပြန်မလဲကြပါဘူး။သူတို့ရဲ့ရည်ရွယ်ချက်ကယူရှင်းပါတယ်။လူသားချင်းမုန်းတီးမှုညှို့နေစေချင်တာပါ။လမ်းလျှောက်နေသူတွေထဲမှာဆီယာမတယောက်ပါဝင်နေပါတယ်။သူမကကျောင်းသားလူငယ်တွေကိုစာပေတင်မကပဲလူကောင်းဖြစ်အောင်သင်ပေးရမယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ငင်းချမ်းရေးအတွက်ကျမလည်းလှမ်းလာတာပါလို့ပြောပါတယ်။သူမနားမှာရက်နေတဲ့လူငယ်တယောက်ကလည်းsocial media ပေါ်မှာအပြစ်တင်စကားတွေမြင်ရတာများလာပါတယ်။ဒါကြောင့်အပြင်လောကမှာမေတ္တာပြချင်ပါတယ်လို့ဆိုပါတယ်။ဒီလှုပ်ရှားမှုဟာအော်ဟစ်တန်မရှိအကျန်းဖက်မရှိပဲလူတွေကိုတိတ်တဆိတ်စဉ်းစားစေတဲ့အင်အားတစ်ခုလိုဖြစ်နေပါတယ်။အချိန်တစ်ချိန်မှာလူအစုအဝေးဟာလမ်းလယ်မှာခဏရပ်ပြီးတိတ်ဆိတ်စွာမိနစ်အနည်းငယ်ဆူတောင်းကြပါတယ်။ဗုဒ္ဓဘာသာဝင်တချို့ကမေတ္တာပို့ကြပြီးအရရရှိလူသားအလုံးစိတ်ချမ်းသာကြပါစေလို့စန္ဒပြုကြပါတယ်။ဘာသာမတူလူမျိုးမတူပေမဲ့အားလုံးရဲ့မျှော်လင့်ချက်ကတစ်ခုတည်းနားလည်မှုတီးခံမှုမေတ္တာပူများတဲ့ကဘာတစ်ခုပါဒီအဖြစ်ဟာအမေရိကန်မှာဖြစ်နေတာဖြစ်ပေမဲ့ message ကကျွန်တော်တို့အတွက်လည်းအရေးကြီးပါတယ်ငင်းချမ်းကြီးဆိုတာလမ်းပေါ်ထွက်လှုပ်ရှားမှတာရနိုင်တာမဟုတ်ပါဘူးကိုယ်စိတ်ထဲမှာစတင်ရပါတယ်မိသားစုအတွင်းစကားများရမှာတစ်ခါလောက်တီးခံပေးခြင်းမိတ်ဆွေတယောက်နဲ့အမြင်မတူလို့ပဲဆက်ဆံရေးမပြတ်စေခြင်းမုံတီးမှုအစားနားထောင်ပေးနိုင်ခြင်းဒီအရာလေးတွေကနေငင်းချမ်းကြီးအစပြုနိုင်ပါတယ်ယနေ့အမေရိကန်လမ်းပေါ်မှာလူတွေလမ်းလျှောက်နေကြသလိုကျွန်တော်တို့လည်းကိုယ့်ဘဝထဲမှာမြစ်တာဘက်ကိုလှမ်းတက်နိုင်ပါတယ်ကဘာကြီးကိုပြောင်းလဲဖို့အင်အားကြီးစရာမလိုပါဘူးစိတ်ရွေးချယ်မှုအခုသာလိုအပ်ပါတယ်